ကဲဒီတော့ဘာရှက်မလဲဆိုတော့မတင်ပြတာလဲကြာပြီပေါ့ရှက်ပြက်ပဲအဲ့တော့စီချက်လို့စီချက်ရှက်မှာပေါ့နော်ဟင်းကောင်းပေါ့ငါတင်ရှက်မယ်ဒါတော့ခရမ်းညင်စီလီးထားခရမ်းညင်တစ်လုံးလီးထားတာချက်သွန်လီဒီဘက်ကတော့မယုတ်သီးစိမ့်နဲ့ချက်သွန်ပြင်းနဲ့ထောင်းတာငါတင်ရှက်မှာငါတင်အဲ့စလုံးမဟုတ်ဘူးလေကဲအဲ့ဒီဆိုတော့ချက်သွန်ပြီးရဖုံးရင်ပြီးရစားရှုံမောင်းထဲပေါ့ချက်သွန်ပြီးဆက်မောင်းနေကုန်ပြင်မှာကဲငါတင်းထက်မောင်းလက်ကစေးတော့စေးတော့မပြောင်းစေးရစေးရေးစေးလို့မပြောင်းလဲစေးငါတင်းအေးရတယ်လေဦးကနေတူးတယ်မတင်ပြတာလဲကြာလို့တခါပြန်ပြီးတော့ရှက်ပြီးတင်ကြည့်တော့အော်ငင်းကောင်းမှမပြောဘူးချက်မောင်ရွက်ဒီကိတာခဲနေဝတ်သားရအမလို့ဘလဲနည်းနည်းထဲ့မယ်အဲဒီမှာနည်းနည်းဖေယုံညွန့်ဖေယုံညွန့်အပေဒီမြင့်ရှင်ဘူးကျွန်တော်တော့ဖုန်းနေโอเคငါးတင်းတော့ထည့်လို့ရတယ်တော့ကောင်းပါဒီကောင်ကစားလို့ကောင်းတယ်ဒီငါးတင်းနေပြီဒီငါးတင်းကိုစားလို့ကောင်း